ကိုရီးယားကဆက်ဆံဖြစ်သွားရတဲ့မြောင်များကမိတင်စိန်ဆရာမကြီးများကျမတို့ရဲ့ The Celebrity News Channel လေးကနေပြလိုက်ကကြိုဆိုလိုက်ကြပါရီ။ယောက်ျားလေးအများစုချိန်တောင်လောက်ကြတာဟာထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးလို့ဆိုရမှာပါ။စားရှိပလားရှိချောင်းပြကျင်တာကြောင့်လုတ်တက်ကြသလိုဆရာကြီးစတိုင်ဖက်ကျင်တာကြောင့်လည်းအဖြူစိမ့်ဝတ် MMA ပွဲတွေဟာလည်းရှိနေကြပါရီ။ဒါပေမဲ့လက်ရှိမှာတော့မြောင်မြမှာလိုင်တာယာမိခင်ငယ်များအုပ်စုဟာကိုရီးယားကဆက်ဆံလုပ်ခဲ့တာကြောင့်စိတ်ဝင်စားစရာဖြစ်လာခဲ့ရပါရီ။ဖုန်းကင်မရာနဲ့တူစားရှိချောင်းပြခဲ့ကြတဲ့အဆိုပါဖြစ်ပျက်မှာတော့9ယောက်တယောက်နီးပါးလောက်စွန်ကြီးလောင်ခဲ့ကြပါရီအနီးနားမှာတော့စောင့်ကြည့်နေသူတွေရှိပေမဲ့လည်းဘယ်သူကမှဝင်မပါခဲ့ကြသလိုမဆိုင်သလိုသာနေခဲ့ကြတာပါဒါကြောင့်လေဆီယာမာကြီးတွေအနေနဲ့ကိုရီးယားဆက်ဆက်အရှင်ဇလန်တွေရှိုက်ခဲ့ကြတာဖြစ်ပါရီလက်ရှိမှာတော့တယောက်တည်းဖြစ်နေကြတဲ့သူလေးကစက်မနေရဲတော့တာကြောင့်ကျောင်းသားသွားခဲ့ရပါရီဒါပေမဲ့မိတီစိန်တို့ကတော့စက်နေခဲ့ရပြီဖြစ်ပြီးတော့အေးစစ်စစ်သာဖြတ်တန်းနေကြတာပါ။ဒါကြောင့်လည်းမယုံကြည်နိုင်အောင်ဖြစ်နေခဲ့ကြရပါတယ်။ပြီးခဲ့တဲ့နှစ်ကဖြစ်ပျက်ခဲ့တဲ့အဆိုပါဖြစ်ပျက်လက်ရှိချိန်မှာတော့လူစိတ်ဝင်စားမှုများခဲ့ရပါတယ်။ဒါပေမဲ့လည်းခုချိန်ထိဖြည့်ရှင်းလို့မပြီးသေးတာကြောင့်ပုံမကစောင့်ကြည့်ခံလိုက်ရပါတယ်။အစုံနေကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။